မမရေမုံလာပါပြီမုံကဒီနေ့မှာတော့အားလုံးကိုရွှေတကုံဖျားကြီးရဲ့တမိုင်းချောင်းကိုပြပြသွားမှာဖြစ်ပါရဲ့နားထောင်ကြရမဟုတ်လားတူတူနားထောင်ကြမယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်း1600ကျော်ဂေါရမမြတ်စွာဘုရားရှင်လက်ထက်မဟာတက္ကရာ103ခုနှစ်လောက်တုန်းကပေါ့ကွယ်အဲ့ဒီအချိန်ကဥက္ကလပမင်းကြီးရဲ့နိုင်ငံတော်မှာပါဝင်တဲ့အသိစနမြို့မှာသူဝနာလို့ခေါ်တဲ့တထေးကြီးတဦးရှိတဲ့ထိုတထေးကြီးမှာတော့တပူတာနဲ့ဘောလီကာဆိုတဲ့တားလီမာလေး2ယောက်ရှိတာပေါ့ကွယ်တနေ့တော့အခါမှာတော့ကုန်းနေညီနောင်2ယောက်ဟာကုန်းပစ္စည်းတွေရောင်းချဖို့အတွက်လျှက်စီးပေါင်း900နဲ့အတူမြစီမာဒေတာအိန္ဒိယနိုင်ငံဘက်စီကိုခရီးရှည်ကြီးထွက်ခွာလာခဲ့ရတော့တာပေါ့ကွယ်သူတို့ဟာတင်မော်ရီစီလှေတွေမောင်းပြီးအရန်ဝေးကွာရဲ့ခီးလန်ကိုအယောင်းဝယ်ပြုလုပ်ဖို့စူးစမ်းခဲ့ကြတာပေါ့ဒီလိုနဲ့ခီးသွားရင်မဟာဗောရီပင်အနီးကိုရောက်တဲ့အခါမှာတော့ထူးခြားရဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒါကတော့သူတို့နဲ့ရှေးဘဝကဆွေမျိုးတော်ဆက်ခဲ့မှုတဲ့ရုပ်ကစိုးနမင်းကြီးကိုထင်ပြပြီးပေါ်လာခဲ့တာပါပဲနမင်းကြီးကအမောင်တို့ဒီနေရာနဲ့မနီးမဝေးမှာသုံးလောကထွက်ထားဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူနေပြီလင်းလွန်းမင်းချေရင်မှာသတင်းသုံးတော်မူနေပြီအမောင်တို့သွားရောက်ပူဇော်ကြလောလို့တိုက်တွန်းလမ်းညွှန်ပေးခဲ့ပါတယ်ဒီသတင်းကိုကြားတဲ့အခါမှာတော့ကုံတယ်ညီနောင်တို့ဟာဝမ်းသာပီတိအပြည့်နဲ့ဖျားရှင်သတင်း300လင်းလွန်းမင်းချေရင်ကိုချက်ချင်းသွားရောက်ခဲ့ကြပါတယ်ပြီးတော့သူတို့လမ်းခီးအတွက်ယူဆောင်လာတဲ့မုံကြွကြော်နဲ့ပြမုံထုတ်တွေကိုဖျားရှင်အားစက္ကက်လူရန်ခဲ့ကြပါတယ်ထူးခြားတာကတော့သူတို့ညီနောင်ဟာဖျားရှင်ကိုပထမဆုံးဆွန့်ကပ်ခွင့်ရတဲ့လူသားတွေဖြစ်ခဲ့တယ်လို့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုတဲ့ဒွေဝါလိကတရဏဂုံတီးခဲ့သူတွေလည်းဖြစ်ပါတယ်ဆွန့်ကပ်လူပြီးတဲ့အခါမှာတော့ညီနောင်နှစ်ပါးကအရှင်ဘုရားတပည့်တော်တို့ဥက္ကလပတိုင်းကိုပြန်တဲ့အခါထာဝရကိုးကွယ်စိတ်ကပူဇော်နိုင်မှုအတွက်ဖျားရှင်ကိုစားပူဇော်ရာတစ်ခုပေးသနာတော်မူပါလို့လျှောက်ထားခဲ့ကြပါတယ်။အဲ့ဒီအခါမြတ်စွာဘုရားရှင်ကဥကောင်းတော်ကိုသုံးသပ်ပြီးဓာတ်တော်မူတော်အဖြစ်စံတော်မြတ်ရှစ်စုကိုပေးသနာတော်မူခဲ့ပါတယ်။ကုံနေညီနောင်တို့လည်းရွှေကြုတ်တော်နဲ့တကွစံတော်တွေကိုဝမ်းမြောက်ဝမ်းသာပြည့်ဆောင်ခဲ့ကြပါတယ်။ကုံနေညီနောင်ဟာစံတော်ရှစ်စုကိုပင့်ဆောင်ပြီးတင်မောနဲ့ပြန်လာခဲ့ကြပါတယ်။ရန်ကုန်စိတ်ကမ်းကိုရောက်တဲ့အခါမှာတော့ဥက္ကလပမင်းကြီးကိုယ်တိုင်တိုင်းလူပြည်သားတွေနဲ့အတူစင်တက်မြင့်တက်တွေခြံရံပြီးတောင်းဖြတ်ကြိုးစိုးပြစ်ဆောင်ခဲ့ကြပါတယ်။တိုင်းပြည်တစ်ခုလုံးပျော်ရွှင်ပွဲကြီးဆွေးနွေးခဲ့ကြတာပေါ့ကွယ်။အဲဒီနောက်မှာတော့တိန်ဥဒ္ဒရကုန်းပေါ်မှာကကုတန်ကော်နဂုံကတ္တပဆိုတဲ့ဖျားသုံးစုရဲ့ဓာတ်တော်တွေနဲ့အတူဂေါရမဖျားရှင်ရဲ့စံတော်ရှစ်စုကိုထပ်ပနာပြီးရွှေတကုံစီတော်ကြီးကိုတည်ထားနိုင်ခဲ့ပါတယ်။မင်းနဲ့ပြည်သူတွေဟာဇီတော်ကြီးအောင်မြင်စွာတည်ထားနိုင်ဖို့ဝိုင်းဝန်းလှုပ်အားပေးခဲ့ကြပုံကိုလည်းပကြီကားတွေမှာတွေ့မြင်နိုင်ပါတယ်။အဲ့ဒီအချိန်ကစပြီးယနေ့ထက်တိုင်းမြန်မာနိုင်ငံရဲ့အထင်ကရရွှေတကုံစီတော်မြတ်ကြီးဟာကမ္ဘာမှာအံ့ဖွယ်တစ်ခုအဖြစ်ထင်ရှားစွာတည်ရှိနေပါတော့တယ်။နိုင်ငံသားတွေကအစရွှေနိုင်ငံလို့တင်စားခေါ်ရလောက်တဲ့အထိစက်တရေရှိလာတဲ့ရွှေတကုံဖျားတမိုင်းကျောင်းကတော့ဒီလောက်ပါပဲရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။မယမုံရဲ့ဗီဒီယိုလေးတွေကိုခုလိုဆုံးဖြတ်ကြည့်ပေးရတဲ့သူတွေအားလုံးမယမွားကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြည့်နေဆိုရင်တော့ like, subscribe and share လုပ်ခဲ့ပေးဖို့မမေ့နဲ့အောင်နော်။ Bye bye